အလွန်ဆိုကဘာကြောင့်အဒန်ဝါတန်ထဲဒီအဲလက်စကော့ကိုပို့ပြီးတော့လိုချင်နေလဲဆိုတာကိုဒီဗီဒီယိုလေးမှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ချက်စီသတင်းသီးသန့်ကိုနေ့စဉ်အမြဲဖတ်ရှုရှင်တဲ့မိတ်ဆွေများက comment အောက်က Telegram channel link လေးကို join ထားပေးပါခင်ဗျညီကိုတို့အားလုံးပဲမင်္ဂလာပါအန်ဆိုကဒီမန်စီးတီးကိုဗျာပြောင်းရွှေ့ဖို့သေချာတလောက်ရှိသွားတဲ့အချိန်မှာတစ်ဖက်မှာလည်းချက်စီအသင်းရဲ့တောင်ဝင်ရှိသူတွေကဗျာဒီကွင်းလန်အတွက်နောက်ကွယ်မှာလှုပ်ရှားနေပြီချက်စီပရိသတ်တွေအနေနဲ့အခုတလောဒီအပြောင်းအရွှေ့သတင်းတွေထဲမှာတခုကိုတော့ဗျာသတိထားမိပါပါအလွန်ဆိုကအဒန်ဝါဒန်ကိုလည်းစိတ်ဝင်စားတယ်ဒါပေမဲ့အဲလက်စကော့အတွက်တော့ဗျာပို့ပြီးတော့အားစိုက်နေတာကိုမြင်နေရတယ်တကယ်စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ဗျာဒီနေရာမှာမေးစရာတစ်ခုရှိတယ်ချက်စီရဲ့ကွင်းလန်မှာဒစ်လိုင်းရဲ့မစ်ဖီတာတယောက်လိုနေတယ်ဆိုလို့ရှိရင်အဒန်ဝါဒန်ကပို့ပြီးတင့်တော်လက်ရွေးချယ်မှုမဟုတ်ဘူးလားအဖြေကတော့ဟုတ်တယ်အဒန်ဝါဒန်ကဒီနောက်တန်းရှေ့မှာနေရာယူပြီးတော့ဗျာဘောလုံးလမ်းကြောင်းတွေကိုပုံဖော်ပေးနိုင်တယ်တမ်ဘိုကိုထိန်းနိုင်တယ်ပရက်စင်ကနေဗျာဘောလုံးကိုပြန်ထုတ်ပေးနိုင်တယ်အဲ့ဒီအချက်တွေကြောင့်ဒစ်လိုင်းရိုးတစ်ခုတည်းကိုကြည့်မယ်ဆိုရင်ဝါဒန်ကအရန်ကိုတဘာဝကျတဲ့ရွေးချယ်မှုပါဒါပေမဲ့အလွန်ဆိုလိုချင်နေတာကဗျာဒီအဲ့ဒီတစ်ခုတည်းမဟုတ်ဘူးလို့ကျွန်တော်ကတော့မြင်တယ်အဲလစ်စကော့ရဲ့ဒီအားသာချက်က तू ကကွင်းလေတနေရာထဲမှာရက်ပြီးတော့ဘောလုံးဖြန့်ပေးနေမဲ့ကစားသမားမျိုးမဟုတ်တာပါ။ तू ကပြေးနိုင်တယ်။ pressing လုပ်နိုင်တယ်။ duel ဝင်နိုင်တယ်။ဘောလုံးရလာမယ်ဆိုလို့ရှိရင်ကိုယ်တိုင်ရှေ့ကိုပြတည်သွားနိုင်တယ်။ပြီးတော့ပွဲရဲ့အခြေအနေအလိုက်သူ့ရဲ့ role ကိုလည်းပြောင်းပြီးတော့ကစားနိုင်တယ်။ဒီနေရာကအလွန်ဆိုရဲ့ဘောလုံးအတွေးအခေါ်နဲ့တော်တော်လေးကိုက်ညီနေတယ်။ဖူဟန်နဲ့ပွဲကိုပဲပြန်ကြည့်ပါ။အလွန်ဆိုရဲ့ဗျာဒီချက်စီကရိုးရိုးလေးဘောလုံးကင်ပြီးတော့ဖြည်းဖြည်းချင်းတိဆောက်သွားတဲ့အသင်းမဟုတ်ပါဘူး။ 3-4-3 ပုံစံနဲ့ကစားရင်ဒီဝင်းဘက်တွေကိုလည်းဗျာအသုံးချတယ်ဘောလုံးဆုံးရှုံးသွားတဲ့အချိန်မှာပြန်ဆုပ်ပြီးတော့စောင့်နေတာထက်ချက်ချင်းပြန်ဖိအားပေးဖို့ကြိုးစားတယ်ပွဲတစ်ပွဲလုံးမှာဗျာ aggressive pressing ရဲ့အငွေ့အသက်ကတော်တော်လေးထင်ရှားခဲ့တယ်ချက်စီအသင်းကနောက်ဆုံးမှာ3-2နဲ့ဗျာအနိုင်ရခဲ့ပြီးတော့ပွဲထဲမှာ18ကြိမ်အထိကန်သွင်းခွင့်ရခဲ့တယ်အဲ့ဒီလိုကစားတဲ့ပုံစံမျိုးမှာကွင်းလက်ကစားသမားတယောက်ရဲ့တောင်းဝင်ကဘောလုံးရလာတဲ့အချိန်များဘာလို့မလဲဆိုတာတင်မဟုတ်တော့ပါဘူးဘောလုံးဆုံးရှုံးသွားတဲ့ဒီစက္ကန့်ပိုင်းအတွင်းဘလောက်မြန်ပြန်ဖိနိုင်မလဲပြိုင်ဘက်ကောင်တာတိုက်စစ်ဗျာစတင်မဲ့အချိန်မှာဘလောက်မြန်အကွာအဝေးကိုပိတ်နိုင်မလဲပြီးတော့ဘောလုံးပြန်ရတဲ့အချိန်မှာဒီတိုက်စစ်အထိဘလောက်မြန်လိုက်ပါနိုင်မလဲဒါတွေကအရေးကြီးရတယ်ဒီအချက်တွေမှာတော့ Alex Scott ရဲ့ profile ကအလွန်ဆိုအတွက်တော်တော်လေးစွမ်းဆောင်မှုရှိတယ်တနည်းပြောရရင်အဒယ်ဝါနန်ကချက်စီရဲ့လိုအပ်ချက်ကိုဖြည့်ပေးနိုင်တဲ့မစ်ဖီတာတယောက်ဖြစ်နိုင်တယ်အဲလက်စကော့ကတော့အလွန်ဆိုတိဆောက်ချင်နေတဲ့အသင်းရဲ့ကစားပုံနဲ့ဗျာပို့ပြီးတော့လိုက်ဖက်တဲ့မစ်ဖီတာတယောက်ဖြစ်နိုင်တယ်ဒီနှစ်ယောက်ရဲ့ကွာခြားချက်ကအဲ့ဒီမှာပါပြီးတော့ဒီကိစ္စကိုဗျာအလွန်ဆိုရဲ့အရင်အလုပ်တွေထဲကတော့နည်းနည်းမြင်နိုင်တယ်လီဗာပူးစင်မှာရှာကာကိုကြည့်ရင်လည်းဘောလုံးကင်ထားတဲ့အချိန်မှာပေးပို့မှုတွေကောင်းုံလည်းမပြီးသေးဘူးအသင်းရဲ့ဗျာရတန်ကိုထိမ့်ပေးတယ်အသင်းရဲ့တိဆောက်ပုံနဲ့ခန်စေဂျာဘဲလန်ကိုထိမ့်ပေးတယ်အလွန်ဆိုလိုချင်တဲ့မစ်ဖီတာတယောက်ဟာတခုတည်းတော့အလုပ်ကိုအကောင်းဆုံးလုပ်တဲ့သူထက်အလုပ်မျိုးစုံကိုဗျာချိတ်ဆက်ပေးနိုင်တဲ့သူတွေဖြစ်နေတတ်တယ်ဒါကြောင့်အဲလက်စကော့ကိုမြင်တဲ့အခါမှာလည်းဗျာအလွန်ဆိုရဲ့မျက်လုံးထဲမှာဒီလိုပုံစံမျိုးမြင်နေတာဖြစ်နိုင်တယ်ချက်စီကအခုဗျာပြန်ဘက်ကိုဖိအားပေးခြင်းတယ် highlight နဲ့ကစားခြင်းတယ်ဝင်းဘက်တွေကိုတိုက်စိတ်အထိဗျာလိုက်ပါစေခြင်းတယ်ဘောလုံးဆုံးရှုံးတာနဲ့ချက်ချင်းပြန်ရယူခြင်းတယ်ဒီလိုအသင်းမှာကွင်းလယ်လူကဘောလုံးဖြန့်ပေးနိုင်ုံနဲ့မလုံလောက်တော့ဘူးသူ့ရဲ့နောက်မှာနေရာလွတ်ကြံခဲ့မယ်ဆိုလို့ရှိရင်ပြန်ပြီးတော့ပိတ်ပေးနိုင်ရမယ်အရှိမ pressing trigger ဖြစ်လာရင်တခါတည်းဗျာလိုက်ဖိနိုင်ရမယ်ဘောလုံးပြန်ရလာမယ်ဆိုလို့ရှိရင်လည်းကိုယ်တိုင်တည်သွားပြီးတော့တိုက်စစ်ကိုချိတ်ဆက်ပေးနိုင်ရမယ် Alex Scott ကအဲ့ဒီအလုပ်တွေကိုလုပ်ပေးနိုင်တဲ့ကစားသမားမျိုးပါဒါကြောင့်ပဲချက်စီကဗျာသူ့အတွက်ပေါင်64တန်းအထိကမ်းလှမ်းခဲ့တာကစိတ်ဝင်စားစရာဖြစ်လာတယ်ဘုံမောက်ဘက်ကတော့အဲ့ဒီကန်လန့်ချက်ကိုဗျာပယ်ချပြီးတော့လက်ရှိအချိန်ထိသူတို့ရဲ့အဓိကကစားသမားတယောက်အဖြစ်ဆက်ပြီးတော့ထိန်းထားခြင်းတယ်တစ်ဖက်မှာလည်းဒီအဒန်ဝါဒန်ရဲ့အခြေအနေကလွယ်လည်းဖြစ်လာမဲ့ပုံမရှိသေးဘူးခရစ္စတယ်ပဲလီကဝါဒန်ကိုမယောင်းဘူးလို့ရှင်းလင်းပြောထားတယ်ဒါကြောင့်ဝါဒန်ကိုဗျာမကောင်းလို့မခေါ်တာမျိုးမဟုတ်ဘဲနဲ့ကစားသမား profile နဲ့ဒီအသင်းရဲ့လိုအပ်ချက်အပြောင်းအရွှေ့အခြေအနေအားလုံးကိုတွဲပြီးတော့ကြည့်ရမယ့်အခြေအနေပါနောက်ဆုံးဗျာကျွန်တော်မြင်တာကတော့အလွန်ဆိုဟာဒစ်လိုင်းရဲ့မီဖီတာကိုမလို့ချင်တာမဟုတ်ဘူး
သူလိုချင်တဲ့ midfield က deadline quality တစ်ခုတည်းနဲ့မပြီးဘူးဆိုတာပါ Chelsea ရဲ့ကစားပုံကပိုပြီးမြန်လာမယ်present ကပိုပြင်းလာမယ် transition ကပိုပြီးတော့အရေးကြီးလာမယ်အဲ့ဒီအချိန်မှာကွင်းလယ်ထဲကဗျာပြေးနိုင်ဖိနိုင်ကာနိုင်ဘောလုံးနဲ့အတူရှေ့တန်နိုင်တဲ့သူတယောက်ရှိနေမှာဆိုရင်အလွန်ဆိုရဲ့နီးပြူဟာတန်းမှာအဲ့ဒီကစားသမားရဲ့တန်ဖိုးကအရန်ကြီးလာနိုင်တယ်ဒါကြောင့် Alex Scott ကိုဗျာအလွန်ဆိုကအဒန်ဝါတန်ထက်ပိုပြီးလိုချင်နေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့အားလုံးမေးရမယ့်မေးခွန်းက Scott ကဝါတန်ထက်ပိုကောင်းလာဆိုတာမဟုတ်ဘူးအလွန်ဆိုရဲ့ Chelsea ကဘယ်လိုအသင်းဖြစ်လာဖို့စူးစမ်းနေလဲဆိုတာပါဖူဟန်တဲ့ဘွဲကအဲ့ဒီအဖြစ်ရဲ့ပထမဆုံးအရေးအယံတစ်ခုဖြစ်နေခဲ့ပြီအခုလိုဗျာဒီ aggressive pressing နဲ့အမြင်လိုင်းကစားတဲ့ Chelsea အတွက် Alex Scott ကတကယ်ပဲအလွန်ဆိုရှာနေတဲ့ဘယ်ဟေဒီတစိမ့်တစ်ပိုင်းဖြစ်နေမလားဆိုတာကတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ချက်ဖြစ်လာပါလိမ့်မယ်အဆုံးထိကြည့်ရှုပေးသွားကြလဲ Chelsea မိတ်ဆွေများအားလုံးကျေးဇူးအထူးပဲတင်ပါတယ်ခင်ဗျနောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်တို့တွေပြန်တွေ့ပါမယ်